ဒီလောကမှာမင်းကိုပိုင်ဖြစ်အောင်ခွဲပြစ်နိုင်တဲ့သူတွေရှိတယ်မင်းကိုနင်းချပြီးဖျက်ဆီးချင်တဲ့သူတွေရှိတယ်သူတို့ကမင်းရဲ့အောင်မြင်မှုကိုတားဆီးနိုင်မယ်ထင်နေတာလားသူတို့ကမင်းရဲ့စိတ်ဓာတ်ကိုချိုးဖျက်နိုင်မယ်ထင်နေတာလားဒါပေမဲ့သူတို့ဘယ်တော့မှဖျက်ဆီးလို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါမင်းရဲ့တန်ဖိုးပဲမှတ်ထားပါဆွေဟာမီးနဲ့တွေးလေလေပိုပြီးအည်သွေးတက်လာလေလေပဲအခက်ခဲတွေဆိုတာမင်းကိုပျက်စီးဖို့လာတာမဟုတ်ဘူးမင်းရဲ့တန်ဖိုးကိုပိုတောက်ပြောင်လာအောင်လာပြီးတွေးပေးတာဘယ်သူကမှမင်းရဲ့တန်ဖိုးကိုဆုံးဖြတ်ခွင့်မပေးပါနဲ့မင်းကိုမင်းယုံကြည်လိုက်ပါမန်စစ်စစ်နဲ့စစ်ဆက်လိုက်ပါ